လေးစေကျော်အမျိုးသမီးတို့အတွက်ဝမ်ပိုင်းနဲ့ခါပိတ်အစီအကိုကြားစီမယ်လေ့ကျင့်ခန်း2မျိုးကိုဝေမျှပေးလိုက်ပါတယ်မင်္ဂလာပါတီချင်တော်ပါနေ့လေ့ကျင့်ခန်း2မျိုးကတော့အသက်40ကျော်အမျိုးသမီးတို့အတွက်ဝမ်ပိုင်းနဲ့ခါပိတ်အစီအကိုကြားစီပြီးတော့ကြွက်သားလေးတွေကြက်လက်တန်မာလာဖို့အတွက်ထိရောက်တဲ့လေ့ကျင့်ခန်း2မျိုးဖြစ်ပါတယ်ပထမလေ့ကျင့်ခန်းလေးကတော့လက်နှစ်ဖက်ကိုဥကောင်းနှောင်းမှာထားပေးမယ်ခြေထောက်ကလေးကိုပခုံးအကျယ်လောက်ချထားပေးမယ်စန့်ကျင်ဘက်ဒူးကောင်းနဲ့စန့်ကျင်ဘက်တထောင်ကိုထိပေးရမှာဖြစ်ပါတယ်ဘယ်တစ်ခါညာတစ်ခါလေ့ကျင့်ပေးရပါမယ်ဒီလေ့ကျင့်ခန်းလေးကိုအကြိမ်20 3ချုပ်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒုတိယလေ့ကျင့်ခန်းလေးကတော့ဘယ်ဘက်လက်ကိုဥကောင်းနှောင်းမှာထားမယ်ဆိုရင်ဘယ်ဘက်တစ်ထောင်နဲ့ဘယ်ဘက်ဒူးကောင်းလေးကိုခါးပေးလေးကိုစောင်းပြီးတော့ထိပေးရမှာဖြစ်တယ်ဒီတိုင်းလေးတစ်ဖက်ကို15ချိန်စီလေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒီတိုင်းလေးဘယ်ဘက်ကို15ချိန်ညာဘက်ကို15ချိန်နဲ့ပညာမတကြောလို့သတ်မှတ်ပြီးတော့3ချုပ်လေ့ကျင့်ပေးရမှာဖြစ်ပါတယ်ဒီနေ့ဝင်မျှသွားတဲ့လေ့ကျင့်ခန်း2မျိုးကကြတော့အသက်40ကျော်အမျိုးသမီးတွေအတွက်ဝမ်ပိုင်းနဲ့ခါးပိတ်အစီအကိုကြားစေတဲ့ထိရောက်တဲ့လေ့ကျင့်ခန်း2မျိုးဖြစ်ပါတယ်ဗီဒီယိုလေးကပြိုမေတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြိုမေတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းတွေနဲ့ဗဟုသုတတွေကိုဝင်မျှပေးသွားပါအောင်မယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများတင်ပါတယ်ဒီ channel ဖြစ်ပါတယ်